မိုက်စပေါ်ပြည်တယ်လို့မင်္ဂလာပါအေပီလာ9ရက်မနက်တနိုင်ခွဲချိန်မှာရှင်ပြိုင်သွားမယ်ချန်ပီယံလိကွာတာဖိုင်နယ်ပထမကြော့ပွဲစဉ်တွေဖြစ်တဲ့ဘာစီလိုနာနဲ့အက်တလက်တီကိုအသင်းနဲ့ PSG နဲ့လီဗာပူးအသင်းတို့ရဲ့ပွဲကြိုချက်လက်တွေကိုကျွန်တော်ပြောပြပေးချင်ပါတယ်ဒီနှစ်ပွဲလုံးကတော့ကျွန်တော်အလွန်ကြည်ကောင်းမဲ့ပွဲစဉ်ဖြစ်ပြီးတော့ပြည်သက်အကြိုက်စိတ်ဝင်စားဖို့အကောင်းဆုံးပွဲစဉ်တွေလည်းဖြစ်လာမှာပါပထမဆုံးအနေနဲ့လာလီဂါထိပ်သီးအသင်းနှစ်သင်းဘာစီလိုနာနဲ့အက်တလက်တီကိုအသင်းတို့ရဲ့ပွဲစဉ်အကြောင်းကိုပြောပြပေးချင်ပါတယ်ဒီနှစ်သင်းကတော့ကျွန်တော်အခုဒီယာဒီနှစ်သင်းတွေ့ဆုံတဲ့9ချိန်မြောက်ဖြစ်ပြီးတော့အရင်4ချိန်မှာဘာစီလိုနာအသင်းက3ချိန်အက်တလက်တီကိုအသင်းကတစ်ချိန်ပဲအနိုင်ရရှိထားရလည်းဖြစ်ပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းကမှလာလီဂါပွဲစဉ်အဖြစ်ရှင်ပြိုင်ကစားထားကြတာဖြစ်ပြီးတော့ဘာစီလိုနာအသင်းက2-2ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိအောင်စွမ်းဆောင်ထားနိုင်တာပါအဓိကကစားသမားရာဖီညာမပါဝင်တဲ့ဘာစီလိုနာကအက်တလက်တီကိုအသင်းကိုထပ်မံအနိုင်ယူပြီးတော့အဝေးကွင်းမှာတွားရောက်ကစားရမယ့်ဒုတိယကြောပွဲမတိုင်မီရလက်ကောင်းတွေရယူနိုင်မှုတော့ပြင်ဆင်နေမှာတော့တေချာတယ်ဘာစီလိုနာအသင်းကလာလီဂါမှာရမှတ်9မှတ်ဖြတ်ပြီးတော့ထိပ်ဆုံးနေရာမှာရပ်တည်နေတာကြောင့်ချန်ပီယံလိပြိုင်ပွဲမှာလည်းအာယုံစိုက်လာမယ့်အခြေအနေမျိုးမှာရှိနေတာပါအက်တလက်တီကိုအသင်းကတော့ကျွန်တော်တို့အဝေးကွင်းမှာရလက်မကောင်းတဲ့အခြေအနေမျိုးမှာရှိပြီးတော့ဒီယာဒီဘာစီလိုနာအသင်းအင်ကွင်းမှာကစားခဲ့တဲ့နှစ်ပွဲစလုံးမှာဂိုးဖြတ်ရှုံးနေတာလည်းဖြစ်ပါတယ်အဲ့တော့အက်တလက်တီကိုအသင်းကဒီပထမကြော့ပွဲစဉ်မှာတော့ရလက်ကောင်းရရှိအောင်စွမ်းဆောင်သွားမှာဖြစ်ပြီးတော့သူတို့အင်ကွင်းရောက်တဲ့ဒုတိယအကြော့မှာတော့ပြန်လဲတုံ့ပြန်သွားမယ့်အခြေအနေမျိုးမှာတော့ရှိနေတာပါဘာဖြစ်ဖြစ်ဒီပွဲစဉ်မှာတော့ဘာစီလိုနာအသင်းကအနိုင်ရရှိသွားမယ်လို့တော့ထင်မြင်မိပါတယ်နှစ်သင်းဆုံးရဲ့သွင်းဂိုးတွေကိုလည်းတွေ့မြင်ရနိုင်မယ့်အခြေအနေမျိုးမှာရှိပါတယ်နောက်တစ်ပွဲကတော့ကျွန်တော်တို့လက်ရှိချန်ပီယံ PSG နဲ့လီဗာပူးအသင်းတို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ် PSG အသင်းကတော့လက်ရှိအချိန်မှာအကောင်းဆုံးပုံစံရရှိနေတဲ့အချိန်ဖြစ်ပေမဲ့လီဗာပူးအသင်းကတော့ပုံစံကောင်းတွေပျောက်ဆုံးနေရလည်းဖြစ်ပါတယ်ဒါပေမဲ့လည်းဒါချန်ပီယံလိပြိုင်ပွဲဖြစ်တာကြောင့်ထိပ်တိုက်အားပြိုင်မှုတွေကတော့တွေ့မြင်ရမယ့်အခြေအနေမျိုးမှာရှိနေမှာပါ PSG အသင်းကပြီးခဲ့တဲ့ပြင်သစ်လီဂူ1ပွဲမှာတော့တူလော့အသင်းကို3-2နဲ့အနိုင်ရရှိခဲ့တာပြီးတော့ချန်ပီယံလိ16သင်းအဆင့်မှာလည်းချက်စီအသင်းကိုကြော်ဖြတ်လာနိုင်ခဲ့ရလည်းဖြစ်တယ်နောက်ဆုံးကစားထားတဲ့9ပွဲမှာတပွဲသာအရေးနေပြီးတော့4ပွဲစလုံးကိုအနိုင်ရရှိအောင်စွမ်းဆောင်ထားနိုင်တာပါလီဗာပူးအသင်းကတော့ကျွန်တော်တို့နောက်ဆုံးပွဲကစားထားတဲ့ Manchester City အသင်းနဲ့ပွဲစဉ်မှာ4ဂိုးပြတ်နဲ့အရေးနေပြီးတော့ FA ဘလာကနေထွက်ခွာထားရတာလည်းဖြစ်ပါတယ်ဒါအပြင်ကျွန်တော်တို့နောက်ဆုံးကစားထားတဲ့9ပွဲမှာလည်းနိုင်ပွဲတစ်ပွဲသာရရှိအောင်စွမ်းဆောင်ထားနိုင်တာပါနိုင်ပွဲတစ်ပွဲပဲရတဲ့ပြင်တစ်ပွဲတည်ရည်နဲ့3ပွဲရှုံးနေထားရလည်းဖြစ်တယ်အနိုင်ရထားတဲ့တပွဲတည်းသောပွဲကကျွန်တော်တို့ဂါလာတာစာရေးအသင်းကိုချန်ပီယံလိ16သင်းအဆင့်မှာ4ဂိုးမရှိနဲ့အနိုင်ရရှိအောင်စွမ်းဆောင်ထားနိုင်တဲ့ပွဲလည်းဖြစ်ပါတယ် PSG အသင်းကတော့မနစ်ကယာဒီတုံးကလိုပဲယာဒီရဲ့နောက်ဆုံးအဆင့်ကိုရောက်ရှိလာတဲ့အချိန်မှာအကောင်းဆုံးပုံစံတွေပြသနေပြီးတော့ချန်ပီယံဆုကိုဆက်ပြီးတော့ထိန်းသိမ်းနိုင်မှုအတွက်ပြစ်မှတ်ထားနေရတယ်ဖြစ်ပါတယ်လီဗာပူးအသင်းကတော့မနစ်ကယာဒီပရီးမီးယားလိချန်ပီယံဖြစ်ခဲ့တဲ့ခြေစမ်းကတော့လုံးဝကိုပျောက်ဆုံးသွားပြီးတော့ရလက်တွေဒီယာဒီမှာစိုးရွားနေရလေဖြစ်ပါတယ်ချန်ပီယံလိပြိုင်ပွဲကဒီယာဒီလီဗာပူးအသင်းအတွက်တခုတည်းသောဖလားမျှော်လင့်ချက်ဖြစ်တာကြောင့်ဒီချန်ပီယံလိကိုပဲလုံးဝအားစိုက်ရမယ့်အနေအထားမျိုးမှာတော့ရှိတယ်အဲ့တော့သူတို့အနေနဲ့ဒီအဝေးကွင်းသွားကစားရမယ့်ပထမကြော့ပွဲမှာတက်နိုင်တဲ့လောက်ရလက်ကောင်းရယူနိုင်မှုတော့ကတော့စ조사လာမှလည်းဖြစ်တယ် PSG နဲ့လီဗာပူးအသင်းတို့ကတော့ကျွန်တော်တို့ပြီးခဲ့တဲ့ရာသီချန်ပီယံလိပြိုင်ပွဲမှာလည်းတွေ့ဆုံခဲ့ပြီးတော့အဲ့ဒီပွဲစဉ်မှာတော့ PSG အသင်းကပက်နက်တီအဆုံးဖြတ်နဲ့နောက်တစ်ဆင့်ကိုတက်လန်းသွားနိုင်တာလည်းဖြစ်ပါတယ်သူတို့နှစ်သင်းကချန်ပီယံလိပြိုင်ပွဲမှာ4ချိန်စီတွေ့ဆုံထားပြီးတော့သင်းကို2ချိန်စီအနိုင်ရရှိအောင်စွမ်းဆောင်ထားနိုင်တာပါဒီပွဲစဉ်ကတော့ကျွန်တော်တို့ဘယ်အသင်းကအသာရသွားနိုင်မလဲဆိုတဲ့အခြေအနေကိုအဆုံးဖြတ်ပေးသွားနိုင်တဲ့ပွဲစဉ်လည်းဖြစ်ပါတယ်ဒီပွဲကိုခံမှန်းရမယ်ဆိုလို့ရှိရင်တော့ပုံစံကောင်းရနေတဲ့ PSG အသင်းကပုံစံကောင်းတွေပျောက်ဆုံးနေတဲ့လီဗာပူးအသင်းကိုအနိုင်ရရှိသွားမယ်လို့တော့ထင်မြင်မိပါတယ်ပိတ်သက်အနေနဲ့ဘယ်လိုမြင်လဲဆိုတော့ comment မှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်